သွားမလို့ပါဘယ်တော့ပြရမှာဇန်ကားကြပါမများဘူးလားဗျပုံမှန်ပါဗျာပုံမတောင်းပါဘူးရင်းလဲမောင်းပြီးတိုက်တယ်ဖို့ကားစီးဖို့လည်းရည်ရွယ်ချက်မရှိပါဘူးကမာရီဝနဲ့ရှာစားခြင်းလို့ရင်းလဲမောင်းနေတာပါစိတ်ချလက်ချတာစီးပါကဲအများအပြောကောင်းတာနဲ့မြင်းလေးကိုသိရတော့မှာကဲတဲ့ဗျာရင်းလဲပေါ်ကြတီးတဲ့အပြောကောင်းတာတွေတွေ့ရဟာကဲခေတာတော့ခိုင်းတာဟဲ့ခင်ဗျားတို့မန္တလေးမြို့ကြီးတယ်တော်ဒီကားလာတာပဲနော်မောင်နေတဲ့တင်နေကလည်းဘာမှမဆိုင်တော့ဘူးဗျစီကားချင်းနဲ့တူပြက်စီးချင်းတွေကလည်းဒွန်တွဲပါလာတယ်ဗျို့လူစီရိုက်လုပ်ငန်းတွေကလည်းပေါ်မှာပေါ်ဗျာဟဲ့ပါခေတာဟုတ်ရပြောသမောစီးပွားရေးအချက်အချာကြလို့စီးပွားရေးမျိုးဖြစ်လာတော့လေဒါလောက်တော့ရှိရမှာပေါ့လေဆိုပြီးကြံဖန်ဖြေးနေရတာပဲဗျို့မြင်ဝဲကတော့သိမလားကျုပ်တို့မန္တလေးလူတွေကြည့်ပါလားမန္တလေးကျုံးမေးကဆယ်ကျော်တက်ရွယ်ပဇွန်သိကလေးတွေလေအားလုံးကျွိုင်းကြီးခရိုတွေနဲ့ဖြစ်ကုန်ပြီရင်မုံအင်းကြီးနဲ့ကြိုးကြီးကြီးဆိုတာကြံစင်ပေါ်မှာမှရှာပါမြင်ရတော့တယ်တဲခုကန်းနေရတယ်တော်တော်ပေါ်တယ်နော်ဒါလောက်ပေါ်တဲ့တဲခုကန်းအားလုံးနဲ့လူအပြည့်ကြီးပဲဗျဒါလို့ကစားတော်သက်တွေပဲမှလည်းမျိုးသမီးသဝဲရိုးတွေနဲ့တောင်းညံ့ကြတာလားမပြောနဲ့ဗျာမြို့စီရောခင်ဗျားတို့မြင်တဲ့သမားတွေလည်းစားဖို့ချောင်းမှာပေါ့နော်ဒီနေ့ကုံစင်းနှုံးနဲ့မြင်းစာဘူးနဲ့အုံနာကြီးနဲ့တဲပြီးမကြိုက်ပါဘူးဗျာပြေးဗျာခင်ဗျားကတော့မြင်းလေသမားတွေမှာတော်တော်စားဖတ်တဲ့လူတွေတူတယ်ကျုပ်ကဲသွားအောင်မယ်ကဲထွေးရင်ဆေးတန်သွားမယ်ဆိုသွားကြရအောင်ပြီးခဲ့တဲ့အပတ်ကမွေးရက်ကိုဆရာဝန်မကတွက်ပြလိုက်တဲ့ကိုစောပြီလာမဲ့မေလာထဲမှာမွေးမှာမလားလို့မေလာပထမပတ်ထဲမှာမွေးမယ်လို့ပြောလိုက်တာလေယောက်ျားရောမိန်းမရောသွေးတွေပါလေဆရာဦးနေတယ်တော်ရှုပ်ပွေးတော့မလုပ်ပါဘူးနော်သိမ့်ပေမင်းရဲ့တက်ဘုံကြီးဝတ္ထုဖတ်ထားလို့ကာလာသားယောဂါတွေအကြောင်းငါကောင်းမဟုတ်ကြောက်နေပါလားငါနားလဲပြည့်စည်ခြင်းတကပေါက်ပါတာမန်တကပေါက်ချက်ကျဲတယ်လို့ဆိုထားလို့ပြည့်စည်ခြင်းလမ်းကြောင်းပေါ်မှာတော့ငါချီတပွားမှမချပါဘူးဒါကြောင့်လဲ